နေကင်းဘက်တစ်ခုမှာတူးထိုးစီကိုလှုပ်ဝက်ဆန်းကျဲတဲ့စာတစ်စောင်ရောက်လာခဲ့တဲ့စာထဲမှာအစစ်မြစ်အစိုးရအရာရှိကြီးဂျာယန်ချစ်တာနိုင်ဂျော်ရင်ဂျက်နယ်ရဲ့ဓာတ်ပုံတစ်ပုံပဲပါရှိပါတယ်။တူးကဘာမှတွေ့ဝေးမနေပဲသူ့ရဲ့စပင်ရှည်တွေကိုရိပ်ပစ်ပြီးလော်ကီဘဝကိုစွန့်ခွာကာရဟန်းဝတ်လိုက်ပါတော့တယ်။ရဟန်းဝတ်နဲ့ပဲသူဟာချစ်တာနိုင်ရဲ့အိမ်ကိုသွားခဲ့တဲ့အိမ်သားတွေကသူ့ကိုငြိမ်းချမ်းရေးကိုမျက်နှိုးတဲ့တန်ခါစစ်တစ်ပါးအဖြစ်ကြီးညိုတက်ပယ်စွာနဲ့ကြိုဆိုခဲ့ကြပေမဲ့အဲ့ဒီအထင်အမြင်ဟာစက္ကန့်ပိုင်းတွင်းမှာတင်ပြပြသွားခဲ့ပါတယ်။တူဟာချစ်တာနိုင်နဲ့မျက်နှာချင်းဆိုင်တွေ့တဲ့အချိန်မှာပဲတနက်ကိုထုတ်ပြီးချက်ချင်းပစ်တက်လိုက်ပါတယ်။ရဲဆောင်ချို့ကိုပါထပ်မံပစ်ခတ်ခဲ့ပြီးနောက်ရဲတွေဘက်ကပြန်လည်ပစ်ခတ်ရမှာကြည်စမ်းတစ်ခုကတူရဲ့ဦးခေါင်းကိုမှန်သွားခဲ့ပါတယ်။ဒါပေမဲ့သူမသေးခဲ့ပါဘူး။တင်ထင်းလို့ခေါ်တဲ့လူတစ်ယောက်ကသူ့ကိုတေမင်းလက်ကနေကယ်တင်ခဲ့ပါတယ်။တူဟာ3 လတိုင်သတိမေ့မျောခမိုင်နေခဲ့ပြီးပြန်နိုးလာတဲ့အချိန်မှာတော့ကဘာကြီးကပုံမှန်မဟုတ်တော့ပါဘူး။အုံနောက်အာယုံကြောထိခိုက်မှုကြောင့်သူ့ရဲ့အမြင်အာယုံတွေဟာစောက်ထိုးအပေါ်အောက်ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ဆရာဝန်တွေကသူအသက်ရှင်နေတာကိုပဲအံ့ဖွယ်တစ်ခုလို့ပြောကြပေမဲ့အဲ့ဒီအံ့ဖွယ်နောက်ွယ်မှာပေးဆက်မှုတစ်ခုရှိနေခဲ့ပါတယ်။ကဘာကြီးစောက်ထိုးဖြစ်သွားတဲ့အခါရှေ့ဆက်ဖို့တစ်ခုလေးသောနီလန်ဒီကတနက်မောင်းနှံကိုဆွဲဖို့ပါပဲဒါကတော့ headshot ပါလွန်ခဲ့သော9 နှစ်ကအတိတ်ဆက်ကြောင်းလွန်ခဲ့တဲ့9 နှစ်ကတူးဟာတောက်ပတဲ့အနာဂတ်ရှိပြီးဖြောက်မတ်တီကြီးတဲ့ရဲအရာရှိတူဖြစ်ခဲ့ပါတယ်။မူရစ်စေဝါနှိမ်နှင်းရေးစီးနှင်းမှုတစ်ခုအတွင်းမှာသူ့ရဲ့အရင်နှီးဆုံးတငယ်ချင်းကသူ့မျက်စိရှိတင်အသက်ခံလိုက်ရတဲ့အတွက်အရာရာပြောင်းလဲသွားခဲ့ပါတယ်။ဝမ်းနည်းမှုနဲ့ဒေါသတွေကြောင့်တူးဟာစီကံတွေကိုချိုးဖောက်ပြီးမူရစ်မောင်ခိုသမားနောက်ကိုတယောက်တည်းလိုက်လံဖမ်းဆီးခဲ့ပါတယ်။မှောင်မဲနေတဲ့အမှောင်ထဲမှာတောင်တန်တရားရှိသူကိုရှာဖွေတွေ့ရှိပြီးကလဲစားချေတဲ့အနေနဲ့ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့ပါနောက်တစ်နေ့မှာတော့ရှေ့နေတစ်ယောက်ကသူ့ရုံးခန်းကိုရောက်လာပြီးအမှုဖြောက်ဖို့အတွက်ဘတ်9 သန်းနဲ့လက်ထိုးခဲ့ပါတယ်။အဲ့ဒီမူရစ်စေဝါချက်ဆက်ယုံကဩဇာကြီးတဲ့အရာရှိတစ်ယောက်နဲ့ပတ်သက်နေလို့ပါလက်ငွေကို2 ဆတိုးပေးတာတောင်တူးကမမှုပဲအဲ့ဒီရှေ့နေကိုမောင်းထုတ်ခဲ့ပါတယ်။သူဟာရဲတစိတ်ကိုမယောင်းစားခဲ့ပါဘူး။တူးဟာမိမိကိုအမြဲထက်မြက်နေအောင်ပြင်းထန်တဲ့လေ့ကျင့်မှုတွေတနက်ပြစ်ကျင့်မှုတွေကိုစင်ဆက်မပြတ်လှုပ်ဆောင်ခဲ့ပါတယ်။တညမှာတော့ရုံးကိုကားမောင်းသွားရင်း Joy လို့ခေါ်တဲ့အလွန်လှပတဲ့အမျိုးသမီးတစ်ယောက်ကိုကားနဲ့တိုက်မိခြင်းဖြစ်သွားခဲ့ပါတယ်။လူပြိုကြီးဖြစ်တဲ့တူးဟာသူမနဲ့မိတ်ဆက်ပြီးအတူတူတောက်စားခဲ့ကြရာကနေနာရီပိုင်းကြာမှဟိုတယ်တစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့တူးဟာအိယာကနိုးနိုးချင်းထိတ်လန့်စရာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ Joy ဟာရေချိုးခန်းထဲမှာဒဏ်ရာမျိုးမျိုးနဲ့တေဆုံးနေတာကိုတွေ့ရလို့ပါပဲတုံလုံးခြောက်ခြားသွားတဲ့တူးဟာသူပဲလူသက်သမားအဖြစ်အဆွဆွဲခံရတော့မယ်ဆိုတာသိတာကြောင့်တပ်သေးတွေကိုဖျက်ဆီးပြီးထွက်ပြေးခဲ့ပါတယ်။သူ့အိမ်ပြန်ရောက်တဲ့အခါပါဆယ်ထုတ်တစ်ခုကစောင့်ကြိုနေပါတယ်။အထဲမှာတော့လွန်ခဲ့တဲ့ညကသူနဲ့ Joy တို့ရဲ့ရင်းနှီးတဲ့ဓာတ်ပုံတွေနဲ့အတူနောက်ဆုံးမှာ Joy သွေးလိမ့်လိမ့်နဲ့တေဆုံးနေတဲ့ပုံတွေပါရှိပါတယ်။ရဲစခန်းရောက်တော့အခြေအနေတွေကပိုဆိုးသွားပါတယ်။အရင်ကလက်ထိုးခဲ့တဲ့ရှေ့နေကထက်ရောက်လာပြီးဓာရီအားလုံးဟာတူးကိုထောင်ချောက်ဆင်ခဲ့တာဖြစ်ကြောင်းအဲ့ဒီဓာတ်ပုံတွေကချင်းချောက်စာဖြစ်ကြောင်းပြောပါတယ်။ရင်းတို့တောင်းဆိုတာကတော့သူ့အနေနဲ့လူသိရှင်ကြားတောင်းပန်ရမှာဖြစ်ပြီးသူဖန်ဆီးခဲ့တဲ့ဩဇာရှဒီလူကြီးရဲ့နာမည်ကိုတိတ်ခါပြန်ဆက်ပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့တူးကအရှုံးမပေးဘဲရုတ်တရက်ဒေါသပေါက်ကွဲကအဲ့ဒီရှိနေကိုတက်ပစ်လိုက်ပါတယ်။အဲ့ဒီအမားကြောင့်သူဟာအဖမ်းခံရပြီးထောင်ကျခဲ့ရကအလားလာရှိတဲ့ရဲရရှိဘဝလည်းပြီးဆုံးသွားခဲ့ပါတယ်။ထောင်ကလွတ်လာတဲ့အခါတူးဟာအရင်လူမဟုတ်တော့ပါဘူး။ထောင်ထဲမှာရှိနေတော့ကသူလုံးဝမမျှော်လင့်ထားတဲ့သူတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။အဲ့ဒါကတော့သူကိုယ်တိုင်မှတက်မိခဲ့တယ်လို့ထင်နေတဲ့ Joy ဖြစ်ပါတယ်။ Joy ကအသက်ရှင်နေသေးဖြစ်ပြီးအမှန်တရားကိုဖွင့်ပြောခဲ့ပါတယ်။သူမဟာတူးကိုလှည့်စားဖို့နဲ့တေးခြင်းအောင်ဆောင်ဖို့ငှားရမ်းခံခဲ့ရတာဖြစ်ကြောင်းသူမရဲ့အလုပ်ရှင်ကဩဇာကြီးအရာရှိတွေနဲ့ပတ်သက်နေတဲ့မူရစ်ရစာဖြစ်မှန်သူမမသိခဲ့ကြောင်းပြောပြပါတယ်။အမှန်တရားကြောင့်စိတ်သက်သာရစေပေမဲ့တစ္ဆာဖောက်ခံရမှုကြောင့်တူးဟာသူမကိုအပြီးအပိုင်ကြောခိုင်းထွက်ခွာခဲ့ပါတယ်။ပြစ္ဆုတ်ပံကာလပြစ္ဆုတ်ပံမှာတော့တူးဟာအိမ်မှာပဲစေကူတာမှုခံယူနေပါတယ်။သူ့စိတ်ထဲမှာသူဆုံးရှုံးခဲ့ရတာတွေကိုပဲထပ်ခါတလဲလဲတွေးတောနေခဲ့တဲ့အမြင်အာရုံကပြောင်းပြန်ဖြစ်နေတော့မဲ့ဆိုပေမဲ့ဆရာဝန်တွေကပုံမှန်ဘဝကိုပြန်သွားနိုင်ပြီလို့ခွင့်ပြုခဲ့ပါတယ်။ဒါပေမဲ့သူဟာရဲအလုပ်ကိုပြန်မလုပ်တော့ပဲတနက်ကိုပဲပြန်ကင်ခဲ့ပါတယ်။သူ့ရဲ့နောက်ထပ်ပြစ်မှတ်ကတော့မှောင်ခိုကူးမှုနိုင်ငံရေးအကျိုးအမြတ်တွေနဲ့ရာဇဝတ်မှုတွေမှာပါဝင်ပတ်သက်နေတဲ့တာသက်ယုံပိုင်ရှင်အပ်ဖြစ်ပါတယ်။သူ့ကိုကယ်ခဲ့ဘူးတဲ့တင်တဲ့အတူတူးဟာအဲ့ရဲ့အဆောက်အုံထဲကိုဖောက်ထွင်းဝင်ရောက်ပြီးအကိုကြည်စမ်းနှစ်ချက်ထဲနဲ့အသေးပြစ်တက်ခဲ့ပါတယ်။ဒါပေမဲ့တင်ကအဲ့ရဲ့ဇနီးကိုပါတတ်ဖို့လုပ်တဲ့အခါ
တူးကတားဆီးခဲ့ပါတယ်။သူ့မှာအပြစ်မဲ့သူတွေကိုဘယ်တော့မှမထိခိုက်စေရဘူးဆိုတဲ့စည်းကမ်းတစ်ခုရှိပြီးအဲ့ဒါကိုချိုးဖောက်ဖို့ဆန္ဒမရှိပါဘူး။အလုပ်ပြီးတဲ့နောက်တူးဟာသူ့ရဲ့အထက်လူကြီးနဲ့တွေ့ဆုံပြီးအလုပ်ထွက်စာတင်ခဲ့ပါတယ်။သူလျှောက်လန်းနေတဲ့လူသက်သမားဘဝကိုဆက်ပြီးအကြောင်းပြချက်မပေးနိုင်တော့သလိုဒီအလုပ်ကသူ့ရဲ့အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်တဲ့စိတ်ဝိညာဉ်နဲ့ဆန့်ကျင်နေလို့ပါပဲ။အဲ့ဒီညမှာပဲသူစိတ်အေးလက်အေးရှိခါစားမှာဖုန်းတစ်ကောင်ဝင်လာပြီးစက္ကန့်ပိုင်းအတွင်းတနက်တန်တွေဆူညံသွားပါတယ်။တူးဟာတိုက်ခိုက်ခံရတာပါလက်နက်ကင်ဆောင်ထားတဲ့လူတွေကသူ့အိမ်ထဲကိုစီးနှင်းဝင်ရောက်လာပြီးသူ့ကိုဖမ်းဆီးကာသတိမေ့သွားအောင်ရိုက်နှက်ခဲ့ကြပါတယ်။မကြာခင်မှာပဲတူးဟာခေါင်းမှာအဝတ်မြင့်အုပ်ခံထားရပြီးစပွဲတစ်ခုမှာတန်ကြိုးတွေနဲ့ချီနှောင်ခံထားရလျက်နိုးလာပါတယ်။ဖမ်းဆီးထားသူတွေကတူးကိုသိနေကြပြီးသူ့ရဲ့အလုပ်ရှင်သူထေးကဘယ်သူလဲဆိုတာကိုမေးမြန်းညှဉ်းပန်းနှိပ်စက်ကြပါတယ်။တူးကနှုတ်ဆက်နေခဲ့တဲ့အတွက်သူ့ရဲ့မျိုးပွားအင်္ဂါဆုံးကိုဖျောင်းတိုင်ပူတွေနဲ့တိုးပြီးနှိပ်စက်ခဲ့ပေမဲ့တူးကသူ့ရဲ့စည်းကမ်းကိုမဖောက်ဖျက်ဘဲနာကျင်မှုကိုအံ့ကျိတ်ခံခဲ့ပါတယ်။တူးကိုစောက်ထိုးဆွဲထားပြီးစောင့်ကြည့်နေကြပေမဲ့ဖမ်းဆီးထားသူတွေမသိတာကတော့တူးရဲ့အားနည်းချက်ဖြစ်ခဲ့တဲ့ပြောင်းပြန်အမြင်အာရုံဟာအခုချိန်မှာသူ့အတွက်အားသာချက်ဖြစ်သွားတာပါပဲဒီစောက်ထိုးအနေထားကနေသူဟာအရာရာကိုအတိတ်အတိုင်းပြက်ပြက်တသားမြင်နေရပါတယ်ဒီအခွင့်အရေးကိုအသုံးချပြီးသူဟာတန်ကြိုးတွေကနေရုံထွက်ကရန်သူတွေကိုအငိုက်ဖမ်းပြီးပြန်လည်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါတယ်အတိတ်မှလျှို့ဝှက်ချက်ဇက်ကြောင်းကထောင်ထဲမှာရှိခဲ့တဲ့အတိတ်ကိုပြန်သွားပါတယ်ထောင်ထဲမှာတော့ကတူးစီကိုကုသပေးသူမဟုတ်ပဲကြောက်မက်ဖွယ်ကောင်းသူအဖြစ်လူသိများတဲ့ဒေါက်တာဆွမ်ဒူဆွမ်သို့မဟုတ်ဒေမန်တဲမန်ရောက်လာခဲ့ပါတယ်ဆွမ်ကဆေးကူးဖို့လာတာမဟုတ်ပဲကမ်းလှမ်းမှုတစ်ခုနဲ့လာတာပါအဲ့ဒါကတော့ရက်တစ်ပတ်နှစ်ပတ်အတွင်းလွတ်မြောက်ခွင့်ပေးမဲ့အစားကြေးစားလူသက်သမားအဖြစ်အလုပ်လုပ်ပေးရမှာဖြစ်ပါတယ်ဥပဒေကမနှိမ်နင်းနိုင်တဲ့ဩဇာကြီးချစားသူတွေမှောင်ခိုသမားတွေနဲ့ရာဇဝတ်ကောင်တွေကိုတက်ရမဲ့အလုပ်ပါတူးကဥပဒေအတိုင်းနေထိုင်ခဲ့တဲ့ရေဟောင်းတစ်ယောက်ဖြစ်တာကြောင့်အစပိုင်းမှာညှင်းပယ်ခဲ့ပါတယ်သူဟာဖြက်လန်းမလိုက်ပဲနှလုံးလုံးထောင်ဒဏ်ကိုခါးစည်းခံပြီးမှလွတ်မြောက်လာခဲ့ပါတယ်။ထောင်ကလွတ်ပြီးနောက် Joy နဲ့နောက်ဆုံးအကြိမ်ပြန်ဆုံခဲ့ပေမဲ့တိတ်မကြခင်မှာပဲ Joy ဟာမူးယစ်ဆေးအလွန်အကျွံသုံးစွဲမှုကြောင့်သေဆုံးသွားခဲ့ပါတယ်။ရဲတွေကသူမကိုပြစ်ဒဏ်တစ်ယောက်ဖြစ်သတ်မှတ်ပြီးအမှုကိုအလွယ်တကူပဲပိတ်ပစ်ခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်ကတူးရဲ့စိတ်ကိုရိုက်ခွဲလိုက်တယ်လို့ဖြစ်သွားပြီးဥပဒေနဲ့တရားမျှတမှုအပေါ်ယုံကြည်ချက်လုံးဝပြတ်ပြားသွားခဲ့ပါတယ်။ဒါကြောင့်ပဲသူဟာဥပဒေကိုအားမကိုးတော့ပဲကြဒေသလူသက်သမားလမ်းစဉ်ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။လိုက်လံစမ်းမှုနဲ့အမှန်တရားပစ္စုပန်မှာတော့ဖမ်းဆီးခံရရာကနေလွတ်မြောက်လာတဲ့တူးဟာလမ်းမပေါ်ကိုရောက်လာပြီးဖြတ်မောင်းသွားတဲ့ကားတစ်စီးကိုအတမတားစီးနှင်းခဲ့ပါတယ်။သူဟာအလွန်အားနည်းပြီးစားလောင်နေပါတယ်။ကားမောင်းသူအမျိုးသမီးရင်ဝရင်းကဘယ်သွားမလဲလို့မေးနေတော့သူမရဲ့ဖုန်းမြည်လာခဲ့ပါတယ်။တူးကတနက်ထုတ်ပြီးဘသူ့ကိုမှမပြောဖို့ချိန်ချောက်ခဲ့ပါတယ်။သူတို့ဟာတညလုံးကားမောင်းလာခဲ့ပြီးစိတ်ကန်းတစ်ခုကိုရောက်လာခဲ့ကြတယ်။ရင်ကကြောက်လန့်နေပေမဲ့အချိန်ကြာလာတာနဲ့အမျှတူးဟာမိကြောင်းမင်းမဟုတ်ပဲစိတ်တန်ရာရနေတဲ့လူတစ်ယောက်မှရိပ်မိလာပြီးရဲကိုမတိုင်တန်းပါဘူးလို့ကတိပေးခဲ့တဲ့အတွက်လမ်းခွဲခဲ့ကြပါတယ်။တူးဟာရောင်ချာချာနဲ့ရှောက်သွားရင်းတန်ဃာတော်တွေနဲ့ဆုံတွေ့ပြီးစိတ်အေးချမ်းမှုရှာဖို့အတွက်ကျောင်းတော်ထဲကိုဝင်ရောက်ကဘဝသစ္စာတင်ခဲ့ပါတယ်။တညမှာတော့သူဟာကံရည်ပြင်ကိုကြည်ရင်သူ့ကိုနားလည်ပေးနိုင်ခဲ့တဲ့တူးရဲတော်သူဖြစ်တဲ့ကွယ်လွန်သူ Joy ကိုတတိယနေခဲ့ပါတယ်။သူဟာအကြမ်းဖက်မှုတွေလူတက်မှုတွေကြားထဲမှာမိမိကိုယ်ကိုပျောက်ဆုံးနေခဲ့မှန်းနားလည်သွားခဲ့ပါတယ်။ဒါပေမဲ့ငြိမ်းချမ်းမှုကကြကြမခံပါဘူးလူသက်သမားတွေကသူ့ကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်တူးဟာတန်ရှင်းမှုမြတ်တဲ့ကျောင်းတော်မြေမှာတွေးမစွန်းစေခြင်းတဲ့အတွက်ဆရာတော်ထံခွင့်ပန်ပြီးထွက်ခွာခဲ့ပါတယ်ရန်သူတွေကိုပြန်လည်တိုက်ခိုက်ရင်းလမ်းမှာကားတစ်စီးကိုတားလိုက်ရကားမောင်းသူကထူးဆန်းစွာနဲ့ပဲရင်ဖြစ်နေပြန်ပါတယ်ကံကြမ္မာကသူတို့ကိုပြန်ဆောင်ပေးခဲ့တာပါသူမကိုအန္တရာယ်ထဲဆွဲမသွင်းခြင်းတဲ့အတွက်တူးကသူဟာအမဲလိုက်ခံနေရတဲ့အကြောင်းအမှန်တိုင်းပြောပြခဲ့ပါတယ်လမ်းမှာကားဘေးပေါက်သွားတာကြောင့်တောထဲကိုခြေလျင်လျှောက်ခဲ့ကြရပြီးရန်သူတွေကတောထဲအထိလိုက်လံတိုက်ခိုက်ခဲ့ပါတယ်ရင်ကိုကာကွယ်ဖို့အတွက်သူတို့နှစ်ယောက်လမ်းခွဲပြေးခဲ့ကြရရင်ဟာရန်သူတစ်ယောက်နဲ့ထိတ်တိုက်တိုးပါတော့တယ်အဲ့ဒီအချိန်မှာပဲတူးရောက်လာပြီးရန်သူခေါင်းကိုတနက်နဲ့ပစ်တက်လိုက်ပါတယ်ဒါပေမဲ့တူးပစ်တက်လိုက်တဲ့သူကစိမ့်လည်းမဟုတ်ပါဘူးသူ့အသက်ကိုကယ်တင်ပေးခဲ့ဘူးတဲ့သူ့ရဲ့အရင်နှီးဆုံးမဟာမိတ်ဖြစ်တဲ့တင်ဖြစ်နေပါတယ်တူးဟာကြေကွဲဝမ်းနည်းမှုတွေနဲ့တူတင်ရဲ့အလောင်းကိုတကြိုပေးခဲ့ပါတယ်နောက်ရက်မှာတော့သူတို့ဟာမြို့တော်ကိုဆက်လက်ထွက်ခွာခဲ့ကြတယ်လန်ခီမှာရင်ကတူးရဲ့ပတ်စံအိတ်ထဲကကတ်တွေကိုကြည့်ပြီးသူဟာရဲဟောင်းတစ်ယောက်ဖြစ်မှန်းသိသွားခဲ့ကြောင်းနဲ့တူးကိုတတ်ဖို့ကြိုးစားတာဟာရန်သူတွေမဟုတ်ပဲသူ့ရဲ့အလုပ်ရှင်ဆွန်ကိုယ်တိုင်စေခိုင်းတာဖြစ်နိုင်ကြောင်းကြွတိုင်းတိတ်ဆုံးမှုဟာလည်းတမင်စီစဉ်ထားတဲ့လူတက်မှုဖြစ်နိုင်ကြောင်းသတိပေးခဲ့ပါတယ်။စက်သိန်း
တူးဟာအဖြေရှာဖို့အတွက်ဒေါက်တာဆွမ်စီကိုတန်းသွားခဲ့ပါတယ်။ဆွမ်ကငင်းဆိုနေတော့မှပဲတူးကိုနှိပ်စက်ခဲ့တဲ့တော်ပွန်ထဖွန်ဦးဆောင်တဲ့လက်နက်ကင်တွေရောက်လာပါတယ်။တော်ပွန်ဟာတူးအစောဆုံးပြစ်တက်ခဲ့တဲ့အကျင့်ပြက်အရာရှိဂျာယန်ဂျစ်တာနိုင်ရဲ့သားဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။ပိုပြီးဆိုးဝါးတဲ့အမှန်တရားကတော့တူးကိုနှစ်ကြိမ်တိုင်ကယ်တင်ခဲ့တဲ့ရင်ဟာတော်ပွန်ရဲ့ညီမဖြစ်နေပြီးအစကတည်းကသတင်းပေးဖို့စီစဉ်ထားတဲ့သူဖြစ်နေတာပါပဲ။တော်ပွန်ကဒေါက်တာဆွန်ကိုတတ်ဖို့လုပ်တဲ့အခါတူးကကြားကဝင်ပြီးသူ့အဖေကိုတတ်တာသူကိုယ်တိုင်ဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။တော်ပွန်ကဒေါသတကြီးနဲ့တူးကိုပြစ်ဖို့လုပ်တဲ့အချိန်မှာပဲမီးတွေပြတ်သွားခဲ့ပါတယ်။အမှောင်ထဲမှာတူးကတော်ပွန်ကိုချေမှုန်းခဲ့ပြီးဒေါက်တာဆွန်ကလည်းအခြားသူတွေကိုပြန်တိုက်ခိုက်ခဲ့ပါတယ်။တူးအပြင်ရောက်တဲ့အခါရင်ကကားနဲ့စောင့်နေတာကိုတွေ့ရပြီးမီးဖြတ်ပေးခဲ့တာရင်ကိုယ်တိုင်ဖြစ်မှန်းသိလိုက်ရပါတယ်။ရင်ဟာသူ့အပေါ်တစ္ဆာဖောက်ခဲ့တာမဟုတ်ပါဘူး။တူးဟာရင်ကိုသူ့ရဲ့စောက်ထိုးအမြရင်အာယုံအကြောင်းပထမဆုံးအကြိမ်ဖွင့်ပြောပြခဲ့ပါတယ်။နောက်ပိုင်းမှာတူးဟာဒဏ်ရာရထားတဲ့ဒေါက်တာဆွန်ကိုရှာဖွေတွေ့ရှိပြီးဂျွိုင်းကိုတတ်ခိုင်းခဲ့တာဆွန်ကိုယ်တိုင်ဖြစ်ကြောင်းသိရှိသွားတဲ့အတွက်ဒေါသတကြီးနဲ့ဆွန်ကိုတပ်ပစ်လိုက်ပါတယ်။နှစ်ပေါင်းများစွာကုန်လွန်သွားခဲ့ပြီးနောက်အရာရာကိုဆုံးရှုံးခဲ့ရတဲ့တူးဟာကျောင်းတော်ကိုတတိယအကြိမ်မြောက်ပြန်လည်ရောက်ရှိလာပြီးအပီးပိုင်ရဟန်းဝတ်ကငြိမ်းချမ်းစွာနေထိုင်ခဲ့ပါတယ်။ရင်ကတော့အိမ်ထောင်ကျပြီးမိသားစုနဲ့ဘဝကိုရှေ့ဆက်ခဲ့ပါတယ်။ဒါပေမဲ့အတိတ်ကဝတ်ကြွေးတွေကတော့ပျောက်ပြတ်မသွားခဲ့ပါဘူး။နောက်ဆုံးမှာတော့တူးဟာသူရှင်တန်ခဲ့တဲ့လမ်းစဉ်အတိုင်းတနက်ကြည်စမ်းနဲ့ပဲဘဝကိုအဆုံးသတ်ခဲ့ရပြီးမောင်းနှံကိုဆွဲခဲ့သူကတော့ရင်ကိုယ်တိုင်ပဲဖြစ်ပါတော့တယ်။